ကဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရန်ကိုမှတန်တဲ့ဈေးနှုန်းလေးနဲ့ရမယ်ပစ္စည်းလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ဒီလိုကောက်ဆက်လေးပဲဖြစ်ပါတယ်ဒီကောင်လေးရဆိုလို့ရှိရင်တော့အခုရောင်းနေတဲ့ဈေးတွေထက်ကိုအစာပေါင်းများစွာတက်တာတဲ့ဈေးနဲ့ရပါမယ်အဲ့ဒါကဘာကြောင့်လဲဆိုတဲ့ခါကျတော့ပေါ့နော်ဒီပစ္စည်းကတော့လုံးဝအသစ်ချက်ချိုးမသုံးရသေးပါဘူးဒါပေမဲ့ဒီရှိုးထုတ်ထားတာနဲ့ဒီဖာတွေပြတာနဲ့ကြောင့်မလို့ဒီဖာတွေရပေါ့နော်ဒီလိုမျိုးလေးပျော့ပြဲပြီးတော့မှပုံစံမကြတော့ဘူးပြီးတဲ့ခါကျတော့ဒီအပြင်မှာထုတ်ပြီးတော့ရှိုးထုတ်ပြီးတော့စင်ပေါ်မှာတင်ထားဖြစ်တဲ့ကြောင့်ဖုန်နေလက်တက်နေမယ်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းလေးအပေါ်ပိုင်း error လေးတွေပေါ့နော်ဒီလိုမျိုးအပြင်စင် error လေးတွေပါမယ်လို့ရှိရင်ပေါ့နော်ဒီလိုမျိုး B လေးလည်းပါမယ်ကလစ်ကလေးနဲ့ချောင်းလည်းပါမယ်ပေါ့နော်တကယ်ဒီကောင်လေးကိုစမ်းပြကြည့်ပါမယ်ရှင်ဘယ်ဘက်ကိုကအားတန်ရင်ဘယ်ဘက်ကိုလှည့်မယ်ညာဘက်ကိုအားတန်ရင်ညာဘက်ကိုလှည့်ပြီးတော့မှကောက်လို့ရပါတယ်ဒီလိုမျိုးလေးကောက်ပြီးပြီဆိုရင်စပရေးလေးဖြန်းပြီးရတယ်အထာကျတဲ့စပင်းလေးရရှိမှာဖြစ်ပါတယ်နော်ကဲဒီကောင်လေးကိုတို့တွေကပေါ့နော်ဒီရှိုးပြထားတဲ့အတွက်ကြောင့်မို့ရှိုးပြထားတဲ့ပစ္စည်းလေးကလည်းဒီအပြင်မှာဘူးကွန်လေးလည်းမလှတော့ဘူးကျိုးတွေကလည်းမဲနေတယ်အတွက်ကြောင့်မို့ဒီကောင်လေးကိုအရန်တန်တဲ့ဈေးနှုန်းလေးနဲ့ရောင်းချပြီးမှာပါဈေးနှုန်းလေးကတော့ဈေးနှုန်းလေး2400နဲ့ယူပါရှင်အပြင်မှာဆိုဒီကောင်လေးတွေပေါက်ဈေးလေးတွေကိုသိမှာပါနော်2400နဲ့ယူပါတော်တော်တန်တဲ့ပစ္စည်းလေးပါရှင်ကျေးဇူးတင်ပါတယ်